1940 ခုနှစ်မှာနာဇီအစိုးရဟာချွေးတက်စခန်းတွေကကျွန်းတွေကိုပေါင်တန်းပြောင်းပြောင်းစွာအတုလုတ်ခိုက်ခဲ့ပါတယ်။အစီအစဉ်ကတော့အဲ့ဒီငွေတွေကိုဗြိတိန်နိုင်ငံနဲ့ခိုးသွေးပြီးဘန်စနစ်ကိုကမော့ဖြစ်စေကစီးပွားရေးကိုပြိုလဲစေဖို့ဖြစ်ပြီးဒါဟာဂျာမနီကိုစစ်နိုင်အောင်ကူညီပေးနေပါတယ်။ငွေဆက်ကိုအတုအားလုံးကိုတစ်တာတွေထည့်ပြီးတာနဲ့ရထားတွေနဲ့ပို့ဆောင်လိုက်ပါတယ်။တညမှာတော့အင်္ဂလန်နိုင်ငံဘာမင်ဂန်မြို့ကအရေးကြီးတဲ့လက်နက်စက်ရုံတစ်ခုကအမျိုးသမီးတွေဟာမြို့ကိုဂျာမန်လီဘုံကျဲနေတဲ့ကြားကဆက်လက်အလုပ်လုပ်နေရပါတယ်။ဒီနေ့ဟာအလုပ်သမားတယောက်ရဲ့မွေးနေ့ချစ်လို့သူတို့ကသူမအတွက်မွေးနေ့တခြင်းဆိုပေးပြီးဖျောင်းနိုင်တောင်ထွန်းပေးခဲ့ကြပါတယ်။ကံကမောင်းစွာပဲစက်ရုံထဲကိုဘုံတလုံးကျလာပြီးချက်ချင်းပောက်ကွဲသွားကအလုပ်သမားအားလုံးတည်ဆုံးသွားချိန်မှာတော့ဒီကြည်နူးစွာအချိန်လေးပျက်စီးသွားပါတော့တယ်။တစ်ချိန်တည်းမှာပဲတော်မီဟာအထီးကျန်းစွာနေထိုင်နေပါတယ်။သူဟာအင်္ဂလန်မှာအိုးစာအကြီးဆုံးဂိုင်းဖြစ်တဲ့ Peaky Blinders ရဲ့ခေါင်းဆောင်ဟောင်းဖြစ်ပေမဲ့အခုတော့တောရွာလေးမှာတယောက်တည်းသူ့ရဲ့အထုပ်ပတိကိုရေးနေပါတယ်။မနက်ပိုင်းမှာသူ့ရဲ့လက်ထောက်ချောနီကသူတို့ရဲ့ဇာတိမြို့ဘာမင်ဂန်ဖုံးကျဲကန်ကြောင်လာပြောပြီးမြင်တော်မီကဘာတုံ့ပြန်မှုမှမပြပါဘူး။ဂျော်နီကမြို့ကနေထွက်ပြေးလာတဲ့အမျိုးသမီးတယောက်နဲ့ဆုံပြီးသူမကသူ့ကိုအရင်ကတည်းကတိနေကြောင်းလည်းပြောပြပါတယ်။သူမကဂျီပစီအားလုံးရဲ့ဘရင်လို့ခေါ်တဲ့တော်မီဘာဖြစ်သွားလဲဆိုတာသိလားလို့မေးခဲ့ပါတယ်။ဂျော်နီကတော်မီဟာစာရေးဖို့အတွက်ဒီလောကကနေအနားယူသွားတာလို့ပြန်ဖြေခဲ့ပါတယ်။တော်မီစာရေးနေရင်ဖုံးမီတန်းကိုကြားလိုက်ပါတယ်။ဖုံးသွားချဖို့စပွဲကနေထလာချိန်မှာသူ့ခြံထဲမှာလူတစ်ယောက်ပြေးနေတာကိုသတိထားမိလိုက်ပါတယ်။ခနာရတင်မန်မှုဖြစ်တော့သူကစိတ်ပြက်လက်ဖြတ်နဲ့စပွဲကိုထောက်လိုက်ပါတယ်။သူဟာလိုက်လျှောက်ထော်ဖို့ဆုံးဖြတ်လိုက်ပြီးတစ်ကဝိုင်းကိုပေါ်မှာအနီရောင်လဲစင်းတစ်ခုကိုတွေ့လိုက်ပါတယ်။နောက်ပိုင်းစာရေးနေချိန်မှာမကြခင်တေဆုံးသွားတဲ့သူ့သမီးရဲ့မြင်ကွင်းတွေကသူ့ကိုခောင်လာနေကြောင်းကိုသူဖော်ပြပါတယ်။ဒါပေမဲ့လဲစင်းကတော့တကယ်အဆက်ဖြစ်ပြီးဘယ်လိုရောက်နေလဲဆိုတာသူမရှင်းပြနိုင်ပါဘူး။လဲစင်းရှိနေတာကသူ့ကိုအနောက်ရှက်ဖြစ်ခဲ့တဲ့အတွက်သူ့အကိုရဲ့တင်ချိုင်းမှာတွားချိတ်ထိုင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။နေ့လယ်ပိုင်းမှာတော်မီရဲ့အညီအေဒါလာလဲပြီးစက်ရုံမှာဘာဖြစ်သွားလဲဆိုတာကိုပြောပြပါတယ်။သူမကတော်မီကိုပြန်လာပြီးကူညီစေချင်ပေမဲ့သူ့ရဲ့စိတ်ပိုင်းဆိုင်ရာခောင်လာမှုတွေကိုဖြည့်ရှင်းနေရတဲ့အတွက်သူကညှင်းဆန်ပါတယ်။အေဒါကသူဟာသားတွေကိုမတွေ့ရတာနှစ်ကြီးနေပြီလို့ထောက်ပြပြီးစူပေါက်ပါတယ်။ဒါပေမဲ့တော်မီကသူဟာဘယ်တော့မှဖေစင်းမဖြစ်ခဲ့ဘူးလို့ပြောပါတယ်။စိတ်ပြတ်သွားတဲ့အေဒါကတော့သူ့ကိုဆက်ပြောပြပါတယ်။သူသား Charles ဟာမြောက်အာဖရိကစစ်မျက်နှာပြင်မှာရောက်နေပြီးနောက်သားတယောက် Duke က Peaky Blinders ရဲ့ခေါင်းဆောင်တဲ့ဖြစ်နေပါပြီ။ကံကမောင်းစွာပဲသူကဂိုင်းကိုပြဿနာကြီးတွေဆွဲထုတ်နေပြီးသူကိုဥပဒေရအကျိုးပေးရမှာဒါမှမဟုတ်လောဂင်တွေကတပ်ဖြစ်မှာကိုအေဒါကစိုးရိမ်နေပါတယ်။တော်မီကတော့သူ့အကိုတီးဆုံးသွားခဲ့တာသူပြောင်းလဲသွားခဲ့လို့ပြင်မသွားနိုင်ဘူးလို့အခိုင်အမာပြောဆိုပါတယ်။ မိသက်သမားတွေနဲ့ရဲတွေဟာပျက်စီးသွားတဲ့စက်ရုံကိုရှင်းလင်းရေးတွေလုပ်နေကြပါတယ်။အဲ့ဒီအချိန်မှာ Peaky Blinders တွေရောက်လာပြီးရဲတွေကလည်းသူတို့ကိုတားဖို့ဘာမှမလုပ်နိုင်မှန်းသိကြပါတယ်။ဂုံသားတွေဟာရှေ့တကားကိုဖျက်ဆီးဝင်ရောက်ပြီးပောက်ကွဲမှုမှာမပျက်စီးပဲကျန်နေတဲ့လက်နက်တွေကိုစတင်ခိုးယူကြပါတယ်။စက်ရုံပိုင်ရှင်ကချက်ချင်းပဲကန့်ကွက်တဲ့အတွက်ဂျူကသူတို့မှာဘာမင်ဂန်ရဲမှုကြီးစီကခွင့်ပြုချက်ကထားကြောင်းပြောပြီးသူ့ကိုမွေးအချို့ပေးလိုက်ပါတယ်။ပိုင်ရှင်ကရဲတွေကိုဆက်ပြီးတိုင်တန်းနေတဲ့အတွက်ဂျူရဲ့ညာလေယုံအီလိုင်ဂျာကသူတို့ကိုတားဖို့ကြိုးစားသူတိုင်းကိုမှတ်ထားပြီးသူတို့ရဲ့မိသားစုတွေကိုရိုက်နှက်မယ်လို့ကြေညာလိုက်ပါတယ်။စက်ရုံပိုင်ရှင်ကသူတို့ကိုမကြောက်ဘူးလို့ပြောလိုက်တဲ့အတွက်ဂျူကသူ့ကိုစကင်ထိုးချိတ်ပါတော့တယ်။သူ့ရဲ့အလုပ်သမားတွေကချက်ချင်းပဲဝင်ကူကြတဲ့အတွက် Peaky Blinders ကသူတို့ကိုပါရိုက်နှက်ပြီးအလွယ်တကူပဲအနိုင်ရသွားပါတယ်။အရက်သားတွေဝင်မနှောက်ရှက်တော့တဲ့အခါဂုံးဟာသူတို့ရှာထွေနိုင်တဲ့လက်နက်အားလုံးကိုယူဆောင်သွားပါတော့တယ်။ခဏကြာမှာတော့အီရာဟာဘာမင်ဂန်ကိုပြန်ရောက်ပြီးစက်ရုံကိုမသွားခင်သူမရဲ့သားကာကိုသွားကြိုခဲ့ပါတယ်။ဒါပေမဲ့ Peaky Blinders ကအခြေအနေကိုပိုဆိုးအောင်လုပ်ခဲ့တဲ့အတွက်အလုပ်သမားတွေကသူမကိုမျက်နှာပြရဲသေးတယ်ဆိုပြီးချက်ချင်းပဲအော်ဟစ်ဆဲဆိုကြပါတယ်။ဘာတစ်ခုမှတော့ဂျူကဘက်ကပ်လို့ခေါ်တဲ့နာဇီအေဂျင့်ကြီးနဲ့ကိစ္စခဲ့ပြီးသူကသူ့ရဲ့ငွေတုနမူနာကိုပြသခဲ့ပါတယ်။ဗြိတိန်စီမရေးထဲကိုထည့်သွင်းမှုအတွက်ပေါင်350တန်းအဆင့်ရှိနေပြီးသူကဂုံးတွေကိုအသုံးပြုပြီးဒါကိုလုပ်ချင်နေတာပါ။ Peaky Blinders ကသူနဲ့အလုပ်ကလေးလုပ်ဖို့သဘောတူရင်20%ရမှာဖြစ်ပေမဲ့နောက်ထွက်လာမယ့်မင်းမဲ့စရိုက်အခြေအနေတွေအတွက်တော့အဆင်သင့်ဖြစ်နေရမှာပါ။ဘက်ကက်ကသူ့ရဲ့အထက်လူကြီးတွေကတော်မီနဲ့စကားပြောချင်တယ်လို့ပြောတဲ့အတွက်ဂျူကစိတ်ဆိုးသွားပြီးသူကခေါင်းဆောင်ဖြစ်တယ်လို့ကြေညာရင်းနဲ့အပြင်ကကားကိုမှန်ထဲကနေတနက်နဲ့ပစ်လိုက်ပါတယ်။ဘက်ကက်ကသူ့ကိုကိုယ်နိုင်ငံကိုတစ္ဆာဖောက်ဖို့ဆန္ဒရှိလားလို့မေးတဲ့အခါဂျူကရှိတယ်လို့ဖြေတဲ့အတွက်ဘက်ကက်ကဒီညမှာဒါကိုတက်သေးပြလာမယ်လို့ပြောလိုက်ပါတယ်။နောက်နေ့မှာတော့တော်မီဟာအိမ်ထဲမှာအတန်တစ်ခုကြားလာတဲ့အတွက်စုံစမ်းဖို့အတွက်တနက်တစ်လုံးကိုချက်ချင်းကောက်ကိုင်းလိုက်ပါတယ်။စပွဲတစ်ပုန်ကမှာတော့ပွင့်နေတဲ့ပရင်းပြောက်တွေနောက်ကိုလိုက်သွားမှာဆိုတဲ့စာတိုလေးတစ်ခုကိုသူတွေ့လိုက်ပါတယ်။တော်မီလည်းအဲ့ဒီအတိုင်းလိုက်သွားတာကနေကိုလိုကသူ့ရဲ့စာအုပ်ကိုဖတ်နေတာကိုတွေ့လိုက်ပါတယ်။သူကသူမကိုတနက်နဲ့ချိန်လိုက်ပေမဲ့အနီးကကြည့်လိုက်တဲ့အခါမှာတော့ဂျူကီရဲ့ညာလယုံဇယ်ဒါနဲ့အရန်ကိုတူနေလို့သူ့အံ့ဩသွားပါတယ်။ကိုလိုကသူမဟာဇယ်ဒါရဲ့အမွှာညီမဖြစ်ပြီးအိမ်မက်တွေနဲ့ဝင်မှုနေတဲ့အတူသူမနဲ့စကားပြောနေတုံးပဲလို့ရှင်းပြပါတယ်။ဇယ်ဒါကသူမကိုဒီကိုတတင်းတစ်ခုနဲ့လွှတ်လိုက်တာလို့သူမကဆိုပါတယ်။အမွှာတွေဟာဂျစ်စီတွေဖြစ်ပြီးဂျူကတော့ဂျစ်စီတွေကိုဖျက်ဆီးမဲ့လူဆိုးတွေနဲ့ပတ်သက်နေပါတယ်။တော်မီကပြန်လာပြီးသူ့သားကိုတားဖို့သဘောတူရင်ကိုလိုကသူ့ရဲ့စိတ်ပိုင်းငြိမ်ချမ်းမှုရအောင်ကူညီပေးမယ်လို့ကတိပေးပါတယ်။ရုတ်တရက်ဂျော်နီဟာကျူးစော်ဝင်ရောက်သူရှိတယ်လို့ထင်ပြီးအခန်းထဲကိုတနက်နဲ့ဝင်လာပေမဲ့တော်မီကကိုလိုဟာသူတို့ရဲ့ဧည့်သည်ဖြစ်တယ်လို့ပြောတော့ဂျော်နီကအံ့ဩသွားပါတယ်။ဒီတန်ဖြစ်သွားတဲ့အခါဂျော်နီကတော်မီကိုကိုလိုဟာစစ်ပွဲမှာတားဆုံးရှုံးသွားတဲ့မိသားစုတွေရဲ့နောင်ဝင်နေတွေကိုဆက်သွယ်ပေးမယ်လို့ဆိုပြီးဝမ်းနေနေတဲ့မိသားစုတွေကိုအခွင့်အရေးယူလေးရှိတယ်လို့ပြောပြပါတယ်။သူမကတော်မီကိုပါလှည့်ဖြတ်နေမှာကိုစိုးရိမ်နေတာပါ။
နေ့လယ်ပိုင်းမှာဂျူခါသူ့ရဲ့ဝက်တွေကိုတွားကြည့်ပြီးပစ္စည်းတချို့ကိုကိုရောင်းနဲ့သိမ်းဆည်းခဲ့ပါတယ်အဲ့ဒီအချိန်မှာအေရာရောက်လာပြီးစက်ရုံကိုဝင်စီးရတဲ့ကိစ္စအတွက်သူ့ကိုစူဘူးကဝက်တွေအကြောင်းကိုမေးပါတော့တယ်ဂျူကတာတာယုံတစ်ခုပုံချက်ခတ်လိုက်လို့သူကယာယီထိမ့်သိမ့်ပေးထားတာလို့ပြောမိမယ်အေရာကတော့မယုံပါဘူးအဲ့ဒီနောက်ဂျူကဆေးဝါးတွေရောင်းချနေတယ်လို့ဖွင့်ပြောလိုက်တဲ့အခါအေရာကဆေးရုံကဆေးတွေအခိုးခံရတာကိုသတိရသွားပါတယ်သူမကသူ့ကိုတိုင်တမ်းမေလို့ချင်းခောက်ပေးမယ်ဂျူကသူ့ကိုဘယ်သူမှမတားနိုင်ဘူးလို့ပြန်ပြောပါတယ်အဲ့ဒီနောက်အေရာဟာတော်မီရဲ့အလုပ်လုပ်ပေးမှုတဲ့တငယ်ချင်းတယောက်စီသွားခဲ့ပါတယ်ဂျူဘာတွေလုပ်နေလဲဆိုတာကိုပြောပြပြီးစစ်ရေးတွေစီပါတိုင်ကိုစဉ်းစားနေကြောင်းပြောပြပါတယ်အေရာကသူ့ကိုတက်တဲ့ထွက်ဆိုပေးဖို့နဲ့ကူညီပေးဖို့တောင်းဆိုပေးမယ်သူကညှင်းဆန်ခဲ့ပါတယ်ဂျူကိုဆန်ဂျလာကပြဿနာပဲတက်လိမ့်မယ်လို့သူကပြောပြီးသူ့ကိုတားနိုင်မဲ့တဦးနဲ့တော့သူဟာတော်မီပဲလို့သူကယုံကြည်နေပါတယ်တစ်ချိန်တည်းမှာပဲတော်မီဟာသူ့ရဲ့ဝိုင်းမီအောက်ခန်းကိုသွားရင်အတန်တစ်ခုကြားလို့လန့်ပြီးပလင်းတလုံးကိုမတော်တဆပြုတ်ကျကွဲသွားစေပါတယ်။သူဟာစစ်တွင်းကာလကရှေ့တန်းဥမင်လပိုင်းခန်းတွေကမြင်ကွင်းတွေကိုပြန်မြင်လာပါတယ်။ဒါကသူမှာပြင်းထန်တဲ့ PTSD ဝေဒနာခံစားနေကြောင်းကိုအတည်ပြုပေးလိုက်ပါတယ်။သူ့စာအုပ်မှာတော့သူဟာစစ်ပွဲကိုအိမ်အထိတဲလာခဲ့တယ်လို့ရေးသားထားပါတယ်။အိပ်ပျော်နိုင်ဖို့အတွက်သူဆေးလိပ်ထောက်ဖို့လိုအပ်ပါတယ်။နောက်ပိုင်းမှာတော့လက်ဆေးကိုယူလာပြီးသူ့အကိုအကြောင်းမေးလာတဲ့ကော်လိုကြောင့်သူလန့်သွားပါတယ်။တော်မီကအဲ့ဒီအကြောင်းမပြောချင်ဘူးလို့ညည်းပေမဲ့ကော်လိုကသူမဟာညီမဖြစ်သူရဲ့ခန္ဓာကိုယ်ကိုအသုံးပြုနေတဲ့ Zelda အစ်စ်ဖြစ်တယ်လို့ပြောပြီးစက်တိုက်ဖိအားပေးနေပါတယ်။တော်မီကသူမကိုမယုံတဲ့အခါသူမကဒီလက်စီကိုသူသမီးထားခဲ့တာဖြစ်ပြီးသူ့အကိုနဲ့စကားပြောခဲ့တဲ့တသက်အနေနဲ့တော်မီတင်ချိုင်းမှာပြောခဲ့တဲ့စကားတွေကိုအတိအကျပြန်ပြောပြပါတယ်။အခုတော့သူစိတ်ဝင်စားသွားပြီးပိုသိချင်လာပြီးမဲ့ဂျူကိုကူညီမယ်လို့သဘောတူမှသာသူမကဆက်ပြောပြမယ်လို့ဆိုပါတယ်။တော်မီကအကင်းလို့လူစားမျိုးမဟုတ်တော့ဘူးလို့ပြောတဲ့အခါသူမကသူ့ရဲ့အကင်းပုံစံဟောင်းကိုပြန်ရအောင်ကူညီပေးမယ်လို့ကန့်လန့်ပါတယ်။အဲဒီနောက်သူတို့ချစ်တင်ညောပြီးသူမကဇော်ဒါဖြစ်တယ်ဆိုတာတတ်သိပြအနေနဲ့သူတို့ရဲ့လွတ်ရွက်ချင်းတွေ့ထားတဲ့လေယာလေးအကြောင်းကိုပြောပြပါတယ်။ပြီးသွားတဲ့အခါကော်လိုကတော်မီကိုသူ့အကိုကသူ့တည်ဆုံးမှုအကအပြစ်မတင်ဘူးလို့ပြောပြီးလူတိုင်းကသူကိုယ်တိုင်အဆုံးစီရင်သွားတယ်လို့ပဲယုံကြည်နေကြတယ်လို့ပြောပါတယ်။တော်မီကသူမကိုပါစပ်ပိတ်ဖို့စူးစမ်းရင်းအကိုဖြစ်သူကသူ့ကားကိုခိုးသွားတာကြောင့်သူကနောက်ကလိုက်သွားခဲ့တာဖြစ်ကြောင်းဖွင့်ပြောလိုက်ပါတယ်။အဖြစ်ရှိစိတ်တွေဖိအားလာတဲ့တော်မီဟာဘာဖြစ်ခဲ့လဲဆိုတာကိုဝန်ခံပါတော့တယ်။အဲ့ဒီနေ့မှာမြူတွေထိုးနေတာကြောင့်သူ့အကိုကဆေးလိပ်အများကြီးထောက်နေထားလို့တော်မီကိုမကောင်းဆိုးဝါဖြစ်ထင်သွားတာပါ။ယုံရင်ခံဖြစ်တဲ့အတွက်တော်မီကသူ့ကိုမတော်တဆထစ်မိသွားတာပါ။ကော်လိုကသူ့ကိုနှိမ့်သိမ့်ပေးပြီးတော်မီအနေနဲ့လွတ်လိုက်ချဖို့လိုအပ်တယ်လို့ပြောပါတယ်။သူဟာသူ့သမီးနဲ့အကိုကိုမကယ်တင်နိုင်ခဲ့ပေမဲ့တားစီကိုကယ်တင်နိုင်ပါသေးတယ်။ညနေပိုင်းမှာတော့ဘာမင်ဟမ်ကထပ်မံဘုံကျဲခံရပါတယ်။လူတွေဘုံခိုးချင်နေစီပြေးသွားချိန်မှာအေရာကလူကန်အားလုံးကိုတစ်ချိန်နဲ့စကားပြောတဲ့အခွင့်အလင်းကိုယူလိုက်ပါတယ်။သူမကဂျူကိုတားဆီးခြင်းပေမဲ့စစ်ရေးတွေစီသွားဖို့သူတို့ရဲ့တက်တီထွက်ဆိုချက်တွေလိုအပ်နေပါတယ်။တစ်ချိန်တည်းမှာပဲဂျူခါဘက်ကတ်နဲ့ Britain Fashion Friends ရဲ့ဒုတိယခေါင်းဆောင်ဗာဂျီယိုနဲ့တွေ့ဆုံနေပါတယ်။ဗာဂျီယိုကနိုင်ငံအနှံ့ငွေတွေကိုဖြန့်ဝေရမှာကူညီပေးမှဖြစ်လို့အသေးစိတ်တွေဆွေးနွေးကြပါတယ်။ဂျူကငွေတွေကိုကောက်ယူဖို့တုံးပြောင်းလင်းသုံးစင်းကိုအသုံးပြုမယ်ဆိုတဲ့အစီအစဉ်ကိုပြောပြတဲ့အခါဗာဂျီယိုသဘောကျသွားပါတယ်။အဲဒီနောက်ဘက်ကတ်ကဗာဂျီယိုကတရားဖျားဖြစ်ပြီးယုံကြည်လို့မရဘူးလို့သတင်းရထားတယ်လို့ထုတ်ပြလိုက်ပါတယ်။ဂျူကချစ်ချင်းဗာဂျီယိုကိုတနတ်နဲ့ပြစ်လိုက်ပါတယ်။ဗာဂျီယိုကတွေးပြီးထွန်းတွေကနေတွားပြီးထွက်ပြေးဖို့ကြိုးစားပါတယ်။ဂျူကသူ့ကိုတတ်ဖို့ဒုတိယတစ်ချိန်ပြစ်လိုက်ပြီးဘက်ကတ်ကသူ့ရှိသမျှကြီးစံအကုန်လုံးကိုတုံးပြီးပြစ်ဖို့အမိန့်ပေးပါတယ်။အဲဒီနောက်ဂျူကအရန်ကိုစိုးရိမ်နေတဲ့အခြေအနေမှာကြံ့နေလာကြောင်းဘက်ကတ်ကသူဟာအရန်အရေးကြီးတဲ့လူတွေနဲ့အလုပ်လုပ်နေလာဖြစ်ပြီးဂျူကိုအကာအကွယ်ပေးထားမယ်လို့အောက်ခံပါတယ်။မကြခင်မှာဂျူကလီဗာပူးကိုလွင်တွေကိုယူပြီးငွေတွေတွားယူရမှာဖြစ်ပြီးလောလောဆယ်မှာတော့အလောင်းကိုရှင်းပြရပါမယ်။ဘက်ကတ်ထွက်သွားတဲ့နောက်ဂျူကစာခွဲကိုရိုက်ခွဲလိုက်ပါတော့တယ်။ပြီးတော့သူကအလောင်းကိုဝက်တွေကိုကျွေးလိုက်ပါတယ်။လီဗာပူးမှာငွေတွေအပြည့်ပါတဲ့တင်မောတွေရောက်လာပါပြီ။နောက်တစ်နေ့မနက်မှာတော့တော်မီဟာအိယာထဲမှာလဲစီလီနဲ့အတူတယောက်ထဲနူးလာပါတယ်။လဲစီကိုသူ့အကိုရဲ့တင်းချိုင်းမှာပြန်ထားပြီးနောက်မှာတော့သူနောက်ဆုံးမှာလက်တွေ့လှုပ်ဆောင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူဟာသူ့ရဲ့အဝတ်အစားဟောင်းတွေကိုဝတ်ဆင်ပြီးကားကိုယူကဘာမင်ကန်ကိုတွားတော်မယ်လို့ကြီးညာလိုက်ပါတယ်။အယမ်းဆိုရင်နေတဲ့ဂျော်နီကဒါကိုယူသွတ်တာပဲလို့ထင်ပြီးသူနဲ့အတူလိုက်သွားဖို့တောင်းဆိုပါတယ်။အဲ့ဒီအချိန်မှာပဲဂျူခါအမျိုးသမီးတဦးနဲ့ကညလုံးအတူနေပြီးနောက်နိုးလာပါတယ်။ဗာဂျီရဲ့အဝတ်အစားတွေသူ့စီမှာရှိနေသေးတာကိုသတိထားမိပြီးအဲ့ဒါတွေကိုမိရှို့လိုက်ပါတယ်။အဲ့ဒီအချိန်မှာဘက်ကတ်ရောက်လာပြီးအေဒါဘုံကိုချင်းမှာဘာလုပ်ခဲ့တာလဲဆိုတာကိုပြောပြပါတယ်။သူမအစ်ရဲဒီစီမသွားခင်ဂျုကိုသူမကိုတတ်စီခြင်းနေပါတယ်။ဘက်ကနာသူသားအထွာရှက်တယ်လို့လည်းပြောပြီးဂျုကသူသားထိခင်ရင်အရန်ခုံယူမိမှာပဲလို့ပြောပါတယ်။အဲ့ဒီနောက်ဂျုခအဲ့ဒါနဲ့ကားကိုမြို့ထဲမှာလိုက်ကြည့်နေပြီးအတိအကျပြစ်နိုင်မဲ့ဖုံးယုံလေးမှာပုံနေပါတယ်။ဒါပေမဲ့မိသားစုအပေါ်ထားတဲ့တန်ရောစင်တွေကအဲ့ဒီလိုလုပ်ဖို့ခွင့်မပြုတဲ့အတွက်သူကဒေါသတကြီးနဲ့ဖုံးကိုရိုက်ခွဲလိုက်ပါတယ်။သူမကိုဆက်လိုက်သွားပြီးသူမအနီးမှာကားတစ်စီးရပ်သွားလာကိုသတိထားမိလိုက်ပါတယ်။ဘက်ကတ်ထွက်လာချိန်မှာတော့ဂျုကသူမကိုသတိပေးဖို့អော်လိုက်ပါတယ်။ကားမကောင်းစွာပဲနောက်ကျသွားပါပြီ။ဘက်ကတ်ကသူမကိုတတ်ဖို့တနတ်နဲ့အကျင့်အနှဲငယ်ပြစ်လိုက်ပြီးတက်တဲ့ထွက်ဆိုချက်တူပါတဲ့အိတ်ကိုလူယူသွားပါတယ်။မထွက်ခွာခင်မှာသူကဂျုကိုသူ့အတွက်ဂုံယူမဖြစ်ခဲ့ဘူးလို့ပြောသွားပါတယ်။ကားတရံအော်ဟစ်ငိုယူနေပြီးဂျုကတော့ဘာမှမလုပ်နိုင်ပဲကြည်နေုံကလွဲတော့မတတ်နိုင်ခဲ့ပါဘူး။လမ်းမှာတော်မီကကားကိုရပ်ပြီးအေရာရဲ့တိစိတ်ကိုစိုက်ကြည့်နေတာကြောင့်သူမတေဆုံးသွားပြီဆိုတာကိုသဘောပေါက်သွားပါတယ်။မိနစ်အနည်းငယ်ကြာတော့သူပြစ်မှုကျူးလွန်ရာနေရာကိုရောက်ပြီးရဲတရံကအေရာတေဆုံးမှုမှာဂျုပါဝင်ပတ်သက်နေတယ်လို့သူ့ကိုပြောပြပါတယ်။တော်မီကကျန်တဲ့ဟာတွေကိုတာဝန်ယူနေချိန်မှာအေရာရဲ့အလောင်းကိုစောင့်ရှောက်ဖို့ရန်ခွေးစုကိုဂျော်နီကိုလွှတ်လိုက်ပါတယ်။ဘာမှတော်မီကတီးမီစစ်ကိုရပ်တန့်ပြီးဂျုကိုရှာတော့ပါတယ်။ဒီလိုကလေးကသူ့ကိုချစ်ချင်းစော်ကန်ပြီးသူ့ရဲ့အပြူအမူအကရန်ကျွတ်ပါတယ်။အခြေအနေတွေဆိုးရွားသွားမယ့်အချိန်မှာအီလိုက်ဂျာကဒါတော်မီမားဖြန်တီလိုကယ်လီကိုပြောပြလိုက်ပါတယ်။နာမည်ကိုမသိတဲ့စစ်သားတယောက်ကိုလဲပြီးချမ်းတဲ့အကောင်လုံးနောက်ဆုတ်သွားပြီးအဲ့ဒီစစ်သားကသူ့ကိုတနတ်နဲ့ချိန်ထားပါတယ်။တော်မီကသူ့အင်ဂျီတဲ့လက်ပစ်ပုံတပုံပြစ်ပစ်လိုက်တဲ့အတွက်အဲ့ဒီလူကအထိုက်တလက်နဲ့ဘားထဲကပြေးထွက်သွားပြီးပောက်ကွဲသွားပါတယ်။အဲ့ဒီနောက်တော်မီကစစ်သားရဲ့တနက်ကိုကောက်ကိုက်ပြီးဓာတ်ပြတ်ဖွင့်ချက်ကိုပစ်လိုက်ပါတယ်။အီလိုက်ဂျာကိုသူ့သားစီကိုခေါ်သွားခိုက်ပါတယ်။ဂေါ်တောင်မှာဂျူကဖြစ်စည်းတချို့ကိုတင်ပြီးထပ်ပြေးကိုကြိုးစားနေပါတယ်။ဒါပေမဲ့တော်မီကသူ့ကိုတွေ့သွားပြီးယုံတဲ့ကိုပြစ်တန်းချလိုက်ပါတယ်။သူကဆေးအိတ်တွေကိုယူပြီးစီးကန်အကောင်ဖောက်ဖြတ်တယ်ဆိုရင်စူပူးပြီးဂျူစီကိုပြစ်ပေါက်လိုက်ပါတယ်။တော်မီကသူ့ကိုကန်လိုက်ပြီးနောက်ဂျူကမိသားစုအပေါ်သစ္စာရှိတဲ့ကြောင့်အေရာကိုမတတ်နိုင်ကြတာကြောင့်ရှင်းပြပါတယ်။ဒါပေမဲ့သူ့အဖေကသူ့အတွက်ခြံထားခဲ့တာအဖြစ်လုပ်ဖို့ပါရှိတယ်ဆိုတော့သူ့အဖြစ်တွေခဏခဏလုပ်မိနေတယ်လို့ဆိုပါတယ်။သူကဒေါသတကြီးနဲ့တော်မီကိုဝင်လုံးပြီးယုံထဲမှာစောက်တင်တက်ပေါက်ကြပါတယ်။တော်မီကသူ့ကိုအလွယ်တကူအနိုင်ယူပြီးဘက်ကတ်နဲ့သူတို့ရဲ့အစီအစဉ်ကိုဂျူကိုအတင်းကျပ်လုပ်ခိုင်းပါတယ်။အဲ့ဒီနောက်တော်မီကရန်ခွဲဆိုကိုတွားပြီးဂျော်နီရဲ့ထနတ်ကိုယူပြီးသူ့ကိုပြန်ထွက်လိုက်ပါတယ်။အဲ့ဒီနောက်သူကအေရာရဲ့အလောင်းကိုစကားပြောရင်သူမတောင်းဆိုတော့ကသူဆိုးဆိုးလာခဲ့တဲ့တယ်လို့ပြောပါတယ်။
သူတို့အကိုကိုသူတက်ခဲလာဖြစ်ပြီးအဲ့ဒါမတော်အဆမဟုတ်ပဲသူအရမူးနေကြလို့ဖြစ်တယ်ဆိုတာကိုလည်းဝန်ခံပါတယ် တော်မီကသူ့အကိုရဲ့အရေးအောက်ကနေလွတ်မြောက်ခြင်းလို့တက်ခဲ့တာဖြစ်ကြောင်းရှင်းပြပါတယ်။ဒါပေမဲ့မိသားစုဝင်တွေအများကြီးတည်ဆုံခဲ့ရပြီးနောက်မှာတော့ဆိုရတဲ့အရာတွေအားလုံးထဲကနေကောင်းမွန်တဲ့အရာတစ်ခုခုဖြစ်လာလိမ့်မယ်လို့သူချိန်ဆိုခဲ့ပါတယ်။ရင်ခွဲတော်ကနေသူထွက်လာချိန်မှာတော့ရက်ရည်ပြီးကြာနေခဲ့ပါတယ်။အပြင်ကိုခြေချလိုက်တာနဲ့တော်မီကဘက်ကတ်ကိုတူသွားပြီးတယောက်နဲ့တယောက်စတင်ဖြစ်ခတ်ကြပါတော့တယ်။မြင်းတွေကကြောက်လန့်တကြအောင်ဟစ်နေကြပြီးသူတို့နှစ်ယောက်ကတော့ပုံခွေဖို့နေရာတစ်ခုကနေတစ်ခုကိုပြေးလွှားနေကြပါတယ်။ဘက်ကတ်ကလူအဖွဲ့အစည်းကမကောင်းတဲ့သွေးတွေကိုရှင်းပစ်ဖို့ဟစ်တလာရဲ့လူရက်ကမှန်ကြောင်းတော်မီကိုဖြောင်းပြဖို့ကြိုးစားပြီးစစ်ပွဲကိုဘုံတွေနဲ့အဆုံးသတ်တာထက်ငွေစက်ကူတွေနဲ့အဆုံးသတ်တာကပိုကောင်းတယ်လို့သူကထင်နေပါတယ်။ဘက်ကတ်ကသူ့ရဲ့နောက်ဆုံးကြည်စမ်းတွေကိုအလဟာတသုံးလိုက်ပြီးနောက်မှာမြင်းတွေကိုအကာအကွယ်ဖြစ်သုံးဖို့ထုံးပို့လိုက်ပြီးလမ်းကြားကိုပိတ်ဆို့ထားချိန်မှာသူထွက်ပြေးသွားပါတယ်။အဲ့ဒီနောက်တော်မီကမြင်းတကောင်ပေါ်တက်ပြီးလမ်းတွေပေါ်မှာစီးနှင်းသွားချိန်မှာဒေသခံတွေကသူ့ကိုဘယင်တပားလို့ပြန်လဲကြိုးဆိုခဲ့ကြပါတယ်။ဘားထဲမှာတော့ဒျူကသူ့ရဲ့အပစ်ရှိစိတ်တွေကိုအရက်နဲ့ဖြေဖြောင်းနေပါတယ်။ကာလိုကသူ့စီလဲပြီးဇယ်ဒါရဲ့ဝိညာဉ်ကတနေ့ကျတော်မီနဲ့ဒျူကိုအတူတကွအလုံးလုံးချလိမ့်မယ်လို့သူမကိုပြောခဲ့ဘူးကြောင်းရှင်းပြပါတယ်။ဒါကြောင့်ဒါကဒျူအတွက်အမှန်ကန်တဲ့အရာကိုလုပ်ဖို့အခွင့်အရေးပါတယ်။တော်မီတည်သွားရင်ဒျူကချစ်စီဘယင်တစ်ထစ်လာနိုင်ပြီးဒါကသူအမေအမြဲတမ်းဖြစ်စီခြင်းခဲ့တဲ့စန္ဒာပါပဲ။ကာလိုကဘားထဲကနေထွက်လာချိန်မှာတော်မီနဲ့ဆုံမိပြီးဒျူကတူကိုကူညီလိမ့်မယ်လို့ပြောပြပါတယ်။ဒါပေမဲ့တော်မီကပထမဆုံးအနေနဲ့သူဂျူစီလဲတစီလိုတယ်လို့ပြန်ပြောပါတယ်။